စက်ရုပ်လေးကအမိုက်ပုံတွေကိုတူးဆွဲရင်းနဲ့လမ်းနဲ့မျက်စိစည်းကွင်းလေးနဲ့တူတာတစ်ခုကိုရှာတွေ့သွားပါတယ်။အဲ့ဒါကိုတက်ကြည့်လိုက်တော့သူနဲ့ကွက်တိဖြစ်နေတာမို့လို့သူ့ရဲ့ယရနာတစ်တာလေးတွေကိုတန်းပြီးထည့်လိုက်တာပေါ့။ဒီစိန်လက်စွပ်လေးကလည်းတော်တော်လေးလာတာပဲစိတ်မကောင်းစရာကတော့သူ့လက်ချောင်းတွေကဝတ်ဖို့အတွက်အရန်ကြီးထူနေတာပါပဲ။သူကဆက်ကရက်စိန်ကိုလွှတ်ချလိုက်ပြီးဘူးလေးကိုပဲတင်ထားလိုက်ပါတယ်။သူ့နာမည်ကဝေါ်လီတဲ့ကဘာပေါ်မှာကြံရစ်ခဲ့တဲ့နောက်ဆုံးအမိုက်သိမ်းစက်ရုပ်လေးပေါ့သူဟာဒီဂျိုပေါ်မှာတယောက်တည်းနေလာခဲ့တာနှစ်ပေါင်း900ကျော်တောင်ရှိနေပါပြီ။နေ့တိုင်းသူ့အလုပ်ကရိုးရိုးလေးပါပဲသူကအမိုက်တွေကိုသူ့ကိုယ်ထဲထိုးထည့်ပြီးအားကုန်သုံးပြီးဖိချေပစ်လိုက်တာပါ။နောက်တစ်စက္ကန့်မှာတော့တေးတက်တဲ့အတုံးလေးတစ်ခုထွက်လာပါတယ်သူကအဲ့ဒါတွေကိုမြေပြင်ပေါ်မှာတေးသေးချာချာဆင့်ပြီးတော့မီတာရာနဲ့ချီမြင့်တဲ့မျောစင်ကြီးတွေစောင့်နေတာပါသူဒီအလုပ်ကိုလုပ်နေတာနှစ်ပေါင်း900ရှိပါပြီ။နေဝင်သွားပြီဆိုရင်တော့သူ့ရဲ့အလုပ်ချိန်ပြီးဆုံးသွားပါပြီ။အိမ်ပြန်ရောက်တာနဲ့သူပထမဆုံးလုပ်တာကတော့ဖက်နှက်ချွတ်တာပါပဲ။ပြီးတော့အဲ့ဒီနေ့ကကောက်လာတဲ့ပစ္စည်းလေးတွေကိုတေးသေးတက်ခင်းကျင်းထားလိုက်ပါတယ်။သူ့အိမ်ထဲမှာလူသားတွေတီထွင်ထားတဲ့ပစ္စည်းတွေနဲ့ပြည့်နေတာပေါ့ဒါပေမဲ့ခရင်တဝက်ဇွန်းတဝက်ဖြစ်နေတဲ့ဒီပစ္စည်းလေးကတော့ဘယ်နေရာမှာထားရမှန်းသူလုံးဝမသိဘူးဖြစ်နေတယ်။ဒါကြောင့်သူကအဲ့ဒါကိုအလဲတက်မှာပဲတင်ထားလိုက်ပါတယ်။ဝေါ်လီအကြိုက်ဆုံးကဘာလဲနှစ်ပေါင်း900ပတ်လုံးကြည့်လာခဲ့တဲ့တေးတန်ဆုံးစကားလေးကိုကြည့်ရတာပါပဲ။ရုပ်ရှင်ထဲမှာချစ်သူမောင်နှံတွေလက်တွဲပြီးတချင်းဆိုနေကြရင်သူကလည်းသူ့လက်လေးကိုပြန်ပြီးအသားအရာစုပ်ကင်ထားတတ်ပါတယ်။ချစ်တက်ကြတဲ့လူသားတွေကိုသူအရန်အားကြနေတာပါဝမ်းနေစရာကတော့ဒီလိုတိတ်ဆိတ်နေတဲ့ကဘာမြေပေါ်မှာသူ့ရဲ့တူးလေးသောတငယ်ချင်းကပိုးဟက်လေးတစ်ကောင်ပဲရှိပြီးအိတ်ခမ်းနီးတိုင်းအိမ်မွေးတိရစ္ဆာန်လေးလိုဂရုစိုက်ပေးတတ်ပါတယ်။သူကသူ့ကိုယ်သူတစ်တာပုံစံခောက်လိုက်ပါတယ်။သူ့နောက်ကစင်လေးကတော့သူအိတ်ဖို့စိမ့်ရှိတဲ့ကတင်လေးဖြစ်သွားတာပေါ့။သူကအသက်900ရှိနေပြီဆိုပေမဲ့ကလေးလေးတစ်ယောက်လိုပါပဲအိတ်ပျော်သွားအောင်သူ့ကိုယ်သူပြန်လွှဲပေးနေရတာပါ။မနက်တိုင်းဝေါ်လီနိုးလာရင်အားမရှိတော့ပဲထိုင်းမိုင်းနေတတ်ပါတယ်။ဒါပေမဲ့မိနစ်90လောက်နေပူစာလုံးပြီးရင်တော့သူ့ရဲ့စွမ်းရည်တွေအပြည့်ပြန်ဖြည့်ပြီးသားဖြစ်သွားတာပေါ့။ဒါကတော့နှစ်ပေါင်း2950ခုနှစ်ကကဘာမြေကြီးပဲဖြစ်ပါတယ်။တယံဇာတတွေကိုအလွန်ကျွံတူးဖော်တာနဲ့ညဉ့်ညမ်းမှုတွေကြောင့်လေထုနဲ့ဂေဟစနစ်ကပျက်စီးလူနီးပါးဖြစ်သွားခဲ့တာပါ။လူသားတွေလည်းကဘာမြေကိုစွန့်ခွာပြီးအာကာသထဲမှာသွားနေကြရတော့တာပေါ့။ဒါပေမဲ့ကဘာမြေကိုပြန်ပြုပြင်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အမိုက်သိမ်းစက်ရုပ်တွေအများကြီးထားခဲ့ကြပါတယ်။ဝမ်းနည်းစရာကတော့အဲ့ဒီအစီအစဉ်ကမအောင်မြင်ခဲ့ပါဘူး။မျက်စိတမိတ်တွင်းမှာပဲနှစ်ပေါင်း900ကုန်ဆုံးသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့စက်ရုပ်တစ်ရုပ်တည်းပဲကျန်ရစ်ခဲ့ပါတော့တယ်။ဝေါ်လီဟာရာစုနှစ်ပေါင်းများစွာတယောက်တည်းနေလာခဲ့ပြီးနောက်မှာကိုယ်ပိုင်အသိစိတ်တွေရှိလာခဲ့ပါတယ်။ဒါပေမဲ့သူဟာလူသားတွေပေးထားတဲ့အမိန့်တွေကိုတော့အခုထိလိုက်နာနေတော့မှာပဲနှစ်ပေါင်း900အတွင်းကဘာပေါ်မှာတက်ရှိဆိုတာမရှိတော့ပါဘူး။ဒီနေ့မှာတော့ဝေါ်လီကအစိမ်းရောင်အပင်လေးတစ်ပင်ကိုရှာတွေ့သွားခဲ့တဲ့အထိပေါ့။ဒါဟာသူပထမဆုံးမြင်ဘူးတဲ့အပင်လေးပါပဲ။အပင်ရှင်တန်ဖို့အတွက်မြေကြီးလိုအပ်တယ်ဆိုတာကိုသူ့ရဲ့မှတ်ဉာဏ်ကပြောပြနေပါတယ်။ဒါကြောင့်သူကအပင်လေးကိုအိမ်တည်သွားဖို့သူ့ရဲ့ယတနာတစ်တာတွေကိုတိတိကျကျထည့်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုပဲအနီရောင်အဆက်လေးတစ်ခုကသူ့ရဲ့အာယုံကိုဖန်ဆားသွားတာပေါ့။သူကဆက်စုချင်တာနဲ့အဲ့ဒီနောက်ကိုလိုက်သွားရင်သူ့ပတ်လဲမှာအနီရောင်အဆက်တွေအများကြီးပေါ်လာတာကိုသတိမထားမိလိုက်ပါဘူး။အဲ့ဒီအဆက်တွေစုလာပြီးမြေကြီးတွေတုန်ခါလာပါတယ်။အာကာသယာဉ်တစ်စီးဆင်းသက်လာနေတာပဲဖြစ်ပါတယ်။ဝေါ်လီကလမ်းပြီးထွက်ပြေးပေမဲ့သူ့ပတ်လဲမှာမိတောက်တွေဝိုင်းနေပါတယ်ပြေးစရာနေရာမရှိတော့တာနဲ့သူကကျင်းတချင်းတူးပြီးပုံနေလိုက်တာပေါ့။သူပြန်ထွက်လာတဲ့အချိန်မှာတော့သူ့အပေါ်တက်မှာအာကာသယာဉ်ကြီးတစ်စီးဆင်းသက်လို့နေပါပြီ။ဥပုံစံရှိတဲ့အရာတစ်ခုကအထဲကနေလိမ့်ထွက်လာပါတယ်။ဝေါ်လီကမြန်မြန်လေးပြန်ပုံလိုက်ပါတယ်။အဲ့ဒီဥပုံစံလေးကတကယ်တော့စက်ရုပ်တရုပ်ဖြစ်နေတာပါ။သူမြင်ဘူးတမျှထဲမှာအလှဆုံးစက်ရုပ်လေးပေါ့။သူနှုတ်ဆက်ဖို့တော့မမီလိုက်ခင်မှာပဲအာကာသယာဉ်ကြီးကအင်ဂျင်